大家好，အားလုံးမင်္ဂလာပါရှင်။ဒီချက်ကတော့ဒီဗီဒီယိုလေးမှာနေ့စဉ်သုံးနေတဲ့စကားတွေထဲမှာအသုံးများတဲ့အပိုတွေဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်တာလေးကိုသူ့ပုံစံနဲ့တကွနေရာ like သုံးပုံသုံးနည်းတွေကိုပြပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အပိုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြောမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကြည့်လိုက်ရအောင်။ပထမတစ်ခုကတော့အပိုတွေမပြောနဲ့ကြောက်ရောက်ကိုနင်အပိုတွေမပြောစမ်းနဲ့နင်အပိုတွေမပြောနဲ့အဲ့တော့အပိုစကားတွေပြောတာကိုတရုတ်လို废话လို့ပြောတယ်အဲ့တော့အပိုစကားကို废话အဲ့တော့မပြောနဲ့ဆိုတဲ့အတွက်ကြောင့်မလို့别说废话你别说废话你အပိုစကားတွေမပြောစမ်းနဲ့အပိုစကား废话โอเคနော်အဲ့တော့အပိုစကားနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ကျွန်တော်တို့က废话လို့သုံးလို့ရတယ်别说废话အဲ့တော့废话ဆိုတာကအပိုစကားမလိုအပ်တဲ့စကားတွေအချင်းအမြင့်မရှိတဲ့စကားတွေဒီလိုမျိုးအတိတ်ပဲရတယ်အဲ့တော့အပိုစကားဆိုတဲ့စကားလုံးလေးကတော့废话လို့ပြောမယ်နော်အဲ့တော့ဒါကတော့အပိုစကားနဲ့ပတ်သက်ပြီးတော့အပိုမပြောနဲ့အပိုရေးရှောက်မပြောနဲ့ဒီလိုမျိုးသုံးတဲ့အခါမှာ别说废话လို့သုံးပါမယ်နောက်တစ်ခုကတော့အပိုတွေမဝယ်နဲ့ဒီတစ်ခါတော့အပိုတွေပြောတာမဟုတ်တော့ဘူးအပိုတွေဝယ်တာကိုတော့ကျွန်တော်သိထားပါတယ်မိုင်ဝယ်တယ်ဆိုတဲ့စကားလုံးလေးကတော့မိုင်ဒါပေမဲ့အပိုတွေဝယ်တယ်မလို့အတားတွေဝယ်တဲ့အခါမျိုးမှာဆိုရင်တော့အရှိက face ဆိုတဲ့စကားကိုသုံးလို့မရတော့ပါဘူးလွန့်ဆိုတဲ့စကားကိုသုံးပြရပါမယ်လွန့်မိုင်အဲ့တော့မဝယ်နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အရှိက别乱买အပိုတွေမဝယ်နဲ့别乱买အပိုတွေရှောက်ဝဲတယ်မလိုတာတွေဝဲတယ်ဟိုတီတီရှောက်ဝဲတာတွေကိုကျွန်တော်ကလွန့်မိုင်းလို့သုံးပါမယ်အဲ့တော့ရှောက်မဝဲနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့别乱买လို့သုံးမယ်နော်အဲ့တော့ကျွန်တော်ကနင်အပိုတွေရှောက်မဝဲနဲ့နော်ရှောက်ပြီးမဝဲနဲ့နော်ဒါမျိုးမလိုတာတွေမဝဲနဲ့နော်ဒီလိုစကားကိုပြောတော့မယ်ဆိုလို့ရှိရင်别乱买ဒီတစ်ခုကတော့အပိုတွေမတုံနဲ့လို့ပြောချင်တာပါအဲ့တော့တုံးတယ်ဒီမှာအပိုတွေမတုံနဲ့ဆိုတာကိုကျွန်တော်တို့ကပတ်စံကိုတုံးတဲ့ပုံစံလေးနဲ့တုံးပြပါမယ်အဲ့တော့အပိုတွေမတုံနဲ့ဆိုတဲ့စကားကတော့ပတ်စံနဲ့ပတ်သက်ပြီးတော့ပြောတာများတယ်ပေါ့နော်ဒါကြောင့်မလို့ပတ်စံနဲ့ပတ်သက်ပြီးတော့အပိုတွေတုံးတာကိုဘယ်လိုတုံးလဲဆိုရင်花钱ပတ်စံဖြုံးတီးတယ်အပိုတွေအတွက်ဖြုံးတီးတာဖြစ်တဲ့အတွက်ကြောင့်မလို့花钱အဲ့တော့အပိုတွေမတုံနဲ့ပတ်စံကိုအပိုတွေမဖြုံနဲ့ဒီလိုမျိုးပြောမယ်ဆိုလို့ရှိရင်别乱花钱ကျွန်တော်ကလွန့်ဆိုတဲ့စကားလေးကိုထပ်ပြီးတော့ထည့်သုံးရပါတယ်别乱花钱ပတ်စံအပိုတွေမဖြုံးပါနဲ့အဲ့တော့အများသောအားဖြင့်ကျွန်တော်တို့ကအပိုတွေသုံးတယ်မလို့အတာတွေသုံးတယ်ဆိုတဲ့စကားမှာအဲ့လွန့်ဆိုတဲ့စကားလေးကထည့်ပြီးတော့သုံးလေးရှိပါတယ်အဲ့တော့လွန့်ယုံဆိုလို့ရှိရင်လည်းဟိုတီရှောက်ပြီးတော့သုံးတာဒါပေမဲ့ तू ကကျတော့ပတ်စံထက်တခြားနေရာမှာသုံးတာပို့ပြီးတော့များပါတယ်အဲ့လိုပဲ别乱用လို့လည်းသုံးလို့ရတယ်别乱用ဆိုတာကတော့အပိုတွေမသုံးနဲ့ပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်ပတ်စံဆိုရင်တော့别乱花钱လို့ပဲသုံးပါမယ်အဲ့တော့အခုဒီဗီဒီယိုလေးမှာရှင်းပြသွားတာလေးတွေကိုနားလည်မယ်လို့ယူဆပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်